ဒိုင်နိုတန်တာကြည့်ရင်လူတိုင်းနီးပါးကြိုက်ကြ Ranger တစ်ကောင်တော့ရှိပါတယ်အဲ့သူကတော့အထာကြာလုံးနဲ့ White Dino Ranger ပဲဖြစ်ပါတယ်သူ့ပုံစံကအစမှာလူဆိုးကနေလူကောင်းဖြစ်သွားတာကိုဖော်ပြထားပြီးတော့လူကောင်းဖြစ်တဲ့အချိန်မှာ weak သွားတာကလူတော်များရဲ့လက်ညှိုးထိုးစရာဖြစ်ခဲ့ပါတယ်ကျွန်တော်အတွက်က Power Ranger Dino တန်တာတွေက White Dino ထက် Aba Ranger တွေက Abarakela ကိုပို့ပြီးတော့သဘောကျပါတယ်နာဂါတိုင်းမီကိုတို AKA Abarakela ကအကောင်းဆုံး6 Ranger တွေကတအုပ်ဖြစ်ပါတယ်လူပုံစံရော Ranger suit ပုံစံရောကဘယ်ချိန်ကြည့်ကြည့်ခုတီကိုအထာကျနေကြီးကောင်းနေစေပါနာဂါတိုင်းကငယ်ငယ်ကလေးကညံကောင်းတဲ့လူဖြစ်ပြီးတော့အရန်ထူးချွန်သူဖြစ်ပါတယ်ငယ်ငယ်ရွယ်နဲ့တင်စေးချောင်းရောက်ပြီးတော့ထက်မြက်တဲ့ခွဲစိတ်ဆရာဝန်တအုပ်ဖြစ်လာခဲ့ပါတယ်IU လည်းမြင့်တယ်လို့ talent ရှိတဲ့လူတွေလည်းဖြစ်ပါတယ်။ရာရာက easy going ဖြစ်နေပြီးပြင်းရည်နေလို့ရှင်ဖိုးစရာတွေရင်ခုန်စရာတွေကိုစောင့်မျှော်နေတဲ့သူဖြစ်ပါတယ်။တနေ့မျိုးထဲမှာရန်သူတွေတောင်းကျနေရင်းနဲ့တွားကြည့်နေတော့ Dezumo ရဲ့အရင်ပောက်ကွဲမှုကနေ Dino Miner နဲ့ Bakiro Top Killer တို့ကိုရရှိခဲ့ပါတယ်။ကနအူပိုင်းမှာစမ်းသပ်ခတ်ပေမဲ့လည်းစွမ်းအားမြင့်လွန်းတာကြောင့်မရခဲ့ပဲနဲ့လေ့ကျင့်ရင်းကနေပဲကျွန်တော်တို့ကြိုက်ကြတဲ့ Abarakela ဖြစ်လာခဲ့ပါတယ်။သူ့ပုံစံက series တစ်ချောင်းလုံး Evil Ranger anti-hero ပုံစံအနေနဲ့ပဲနေသွားခဲ့တာပါအစွမ်းဆိုရင်လည်းစပေါ်ကလေးကကျမ်းပါတယ်သူ့ရဲ့လက်နက်ဖြစ်တဲ့ငှက်တောင်မွေးလို့ကျွန်တော်တို့ခေါ်ကြတဲ့ Wing Panda ကလည်းခုထိကိုကြီးကောင်းစေပါပဲ Power အနေနဲ့ဆိုရင်လည်း Laser Beam Teleportation Energy Construct Aero Beam စသဖြင့်အများစွာမိုင်ဆိုင်ပါတယ်သူ့ရဲ့ Avaran Mode ကလည်းတကယ်ကိုအလန်းစားကြီးပါစူးကျွန်ရှည်ကြီးနဲ့တီးရတွေကခုထိကိုကြီးကောင်းစေပါ Fighting Scale ကလည်း Aba Ranger ၄ယောက်လုံးကိုတီးတာချွေတောင်မဆိုပါဘူးသူ့အနေနဲ့ဒီ Aba Ranger တွေကိုမုံတီးလို့ရန်သူလိုမြင်ပြီးတော့တိုက်တယ်ဆိုတာထက်ကစားပွဲတစ်ခုလိုတတ်မှတ်ပြီးတော့ချတာပါဒါကပဲသူ့ကို entertain ဖြစ်စေတယ်ပေါ့လေချတာမှာလဲ Ranger ချင်းကိုအထာမထားပါဘူးအနီရောင်ရိုကောခေါ်အောင်မဆောင်မဲနဲ့တီးလိုက်တဲ့အခန်းကလည်းခုတီကိုပြောစက်မှတ်တွင်တဲ့အထိပါပဲနာခါတိုင်းကသူ့ကိုယ်သူအတွက်ပဲကြည့်ပြီးတော့သူပြောဖို့ပဲလုပ်တယ်လူစားပါနောက်ပိုင်းမှာ Evolian တွေနဲ့အဖွဲထဲဝင်ခဲ့ပြီးတော့ဥဆောင်ခဲ့ပါတယ်လူစိုးအဖွဲထဲဝင်နေဆိုပေမဲ့လည်းတခါတလေလူစိုးတွေကိုပြန်ချတတ်ပါသေးတယ်အဓိကကတော့ Abaran နဲ့ပဲတိုက်ခိုက်တာများပြီးတော့သူ့တပြန်ကိုယ်တပြန်အကျိတ်နဲ့တီးကြတာကြီးပါပဲအဲ့မှာအဓိက plot တစ်ခုကရန်သူတော်ဖြစ်တဲ့ Dezumo ရဲ့ခန္ဓာကိုယ်တစ်ပိုင်းကနာခါတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတာပါသူ့ခန္ဓာကိုယ်တွေကထွက်လာဖို့အတွက် Evolian တွေကနာခါတိုင်းကိုတုံးချနေတာအဲ့ဒီအစိပ်ပိုင်းကသူ့ကိုလွှမ်းမိုးလာတာတွေကိုတွေ့ရတော့ဘသူရဲ့ထိန်းချုပ်မှုကိုမှမခံချင်တဲ့နာခါတိုင်းခင်ဗျာပောက်ကွဲပြီးတော့ပြန်လဲတိုက်ခိုက်ဖို့လုပ်ပါတော့တယ်ပြောရရင်တခြား Aba Ranger တွေနဲ့ပူးပေါင်းပြီးတော့ပြန်လဲတိုက်ခိုက်ခဲ့တာပါသူ့ရဲ့ချိန်ကြာဖြစ်တဲ့ Dino Miner ကလည်း prototype ဖြစ်ပြီးတော့အရင် perfect ဖြစ်မနေတာကြောင့်တခါတလေစွမ်းအားပြင်းလို့မခံနိုင်တာတွေလည်းကြုံရလိမ့်ရှိပါတယ်နောက်ပိုင်းအသုံးပြုတာများလာရင် Dino Miner ကပောက်ကွဲထွက်ပြီးတော့တစ်မျိုးလုံးကိုပြချပြမှာပါအဲ့ဒါကြောင့်တခြား Ranger တွေကနားဝင်အောင်ဖြောင်းပြပြောဆိုခဲ့ပြီးမှလည်းနှခါတိုင်းကတိမ်မာမကြောက်လို့ PDR ရှောက်နေရကောင်ဖြစ်ပြီးတော့ရင်ခုန်စရာတွေကိုပဲမျှော်လင့်နေရလို့ဖြစ်ပါတယ်နောက်ပိုင်းသူ့ကိုယ်ထဲကနေ Dezumo ထွက်လာခဲ့ပြီးတော့ Dino Miner ကိုလည်းပောက်ကွဲအောင်လုပ်ခဲ့တာကြောင့်နှခါတိုင်းတယောက် Top Killer နဲ့အတူတူကမ္ဘာအပြင်ဘက်ကိုထွက်ပြေးသွားရင်လည်းပောက်ကွဲတည်ဆုံသွားခဲ့ပါတယ်အရင်ကကိုယ့်အတွက်ကိုပဲတိုက်ခိုက်ခဲ့တဲ့နာခါတိုင်းကခုတစ်ခေါက်မှတော့အများအတွက်အသက်ပေးပြီးတော့တိုက်ခိုက်ခဲ့ပါတယ်နောက်ပိုင်း Aba Ranger vs Dagger Ranger ထဲမှာ Herald ကနေပြန်ရောက်လာပြီးတော့တဖန်လာတီးပါသေးတယ်နောက်ကိုကိုင်းကြားတဲ့က Ikarikan ရဲ့အိမ်မက်ထဲမှာပေါ်လာခဲ့ပြီးတော့ Aba Ranger ရဲ့ Anti Master အားကိုပေးရခဲ့ပါတယ်နှစ်20ပြည့်မှာလည်းပြန်ပေါ်လာခဲ့ပြီးတော့တဖန်ပြန်တီးခဲ့ပါသေးတယ်Power Ranger တွေက Trent Master အနေနဲ့ကသူ့ဟာနဲ့သူကြည့်လို့ကောင်းတာမိုက်တာမျိုးတွေရှိပေမဲ့လည်းတခါတလေကြောင်ပြောက်တယ်လို့ဖြစ်တာရှေ့နောက်မညီတာမျိုးတွေကိုတွေ့ရတတ်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီအဖြူကောင် Ranger အနေနဲ့ကတော့အခုထက်တီကိုအထားကျနေစေမိမိုက်နေစေလူကြိုက်များတဲ့ Ranger အဖြစ်တည်ရှိနေစေပဲဖြစ်ပါတယ်